Hello အားလုံးပဲမင်္ဂလာပါဒီ channel ကတော့ IELTS နဲ့ပတ်သက်တာ exam တွေနဲ့ပတ်သက်တာ English နဲ့ပတ်သက်တာတွေကိုမြန်မာလိုပဲရိုးရှင်းထိအောင်စွာ sharing လုပ်ပေးနေတဲ့ channel တစ်ခုဖြစ်ပါတယ်ဒီနေ့ကျွန်မပြောချင်တဲ့အကြောင်းအရာလေးကတော့ဒီ uncountable nouns တွေကိုပေါ့နော် countable ဖြစ်အောင်ပြောင်းတဲ့အခါမှာတွေ့ကြုံရတတ်တဲ့ပြဿနာလေးတွေပေါ့နော်ဒါလေးကကျွန်မအတန်းထဲမှာကလေးတွေကိုလေ့ကျင့်ခန်းလုပ်ခိုင်းတဲ့အခါတိုင်းနောက်ပြီးတော့ဆွေးနွေးတဲ့အခါတိုင်းကျွန်တော်တို့ကလေးအတန်းပဲဖြစ်ဖြစ်လူကြီးအတန်းမှာပဲဖြစ်ဖြစ်တော်တော်လေးအကျိတ်နဲ့ဆွေးနွေးရတဲ့ topic တွေပေါ့နော်ဆိုတော့ဒါလေးကိုတစ်ချက်လောက်ပြောပြချင်ပါတယ်မိတ်ဆွေတို့ဒီဟာလေးကိုတစ်ချက်လောက်ဗီဒီယိုဒီနားမှာ pause လုပ်ကြည့်ပါ pause လုပ်ပြီးတော့အဖြေဖြေကြည့်ပါရှင်ကျမကိုcomment မှာအခု YouTube ရဲ့ comment မှာအဖြေရေးခဲ့နိုင်ပါတယ်ရှင်အချိန်ခဏယူပါနော်ဗီဒီယို pause လုပ်ပါကျမတော့ရိုက်နေတာမို့လို့စတိုက်ဆက်သွားလိုက်မယ်နော် pause လုပ်ပြီးမှဆက်ကြည့်ပါနော် Okay so number 1ဆိုရင်ကတော့ပေးထားပြီးသားပဲ Do you want to have a cup of tea before you go a cup of tea Okay number 2ကြတော့ she has a piece of lemon pie for dessert so a piece of ဖြစ်ရပါမယ် number 2 a piece of number 3 ရော so this sculpture is a real work of art ကျမတို့က work ကိုဘယ်နေရာမှာသုံးလဲဆိုရင်အလုပ်နေရာမှာလဲသုံးတယ်လို့နောက်တစ်ခုကကြတော့ဒီ art ပေါ့နော်အမှုပညာလက်ရာပစ္စည်းတွေမှာသုံးတယ်အဲ့ဒီခါကျရင်ကျမတို့ work လဲသုံးလို့ရတယ်လို့အများအနေနဲ့ work ကိုလည်းသုံးလို့ရတယ်နော် I like the works of Van Gogh ဒါဆို Van Gogh ရဲ့လက်ရာအမှုပညာလက်ရာတွေကိုကြိုက်တယ်ဆိုတဲ့သဘောပါဆိုတော့ဒီလိုမျိုးအသုံးလေးတွေရှိတဲ့ဟာကိုလည်းသတိထားစီခြင်းတယ်ပေါ့နော်နောက်တစ်ခုကကြတော့ number 4ဒါလေးကပြီးရင်ကျွန်မအသေးစိတ်ထပ်ပြီးတော့ပြောမယ်ဟာပါနောက်တစ်ခုကကြတော့ number 4 I listen to a wonderful piece of music နော်ကျွန်တော်တို့အနုပညာလက်ရာလို့ပြောရင်မြန်မာလိုတွေးရင် music ကလည်းအနုပညာလက်ရာပဲ art ကလည်း sculpture တွေ art တွေကလည်းဒါ kind of art ပဲပေါ့နော်ဒါပေမဲ့ music ကိုတော့ piece of music နဲ့သုံးပြီးတော့ art ကိုတော့work of art နဲ့သုံးနေဆိုတာလေးကိုကိုယ်ပြပြမှတ်ထားစေချင်ပါတယ်။ဘယ်နေရာမှာသုံးဝင်လာမလဲဆိုရင်ကျမတို့FCE တွေနောက်ပြီးတော့ CAE တွေဖြည့်တဲ့အခါမှာသူကဒီ word choice တွေပေးထားတယ်ပေါ့နော်။ဥပမာ art လို့ပေးထားပြီးတော့ A က work B က piece C ကပါ D ကပါစသဖြင့်အဲ့လိုပေးထားတဲ့အခါကျရင် art အတွက်ရွေးတယ်ဆိုရင်တော့ work of art ကိုရွေးရမှာဖြစ်ပြီးတော့ music အတွက်ရွေးတယ်ဆိုရင်တော့ piece of music ကိုရွေးရမှာဖြစ်ပါတယ်။ Now number 5 ကိုကြည့်ကြည့်အောင် number 5ကကြတော့ she boughtအများကြီးဝယ်တယ် she bought a bunch of stuff at the store နော်ဆိုတော့ stuff ကလည်း s မထည့်ပါဘူးနော် uncountable အနေနဲ့သွားပါတယ်ပစ္စည်းတွေဝယ်တယ်ဟုတ်ပြီ number 6 my professor give meဘာဖြစ်မလဲ give me a piece of advice okay a piece of advice ဒါဆို a piece of ကနှစ်ခါများထပ်နေတာလားlemon pie a slice of number 2 a slice of a slice of တစ်ချက်ကိုပြောတာ like a slice of bread a slice of cake a slice of lemon pie ဒီလိုဖြစ်ရမှာပေါ့နော် okay ဟုတ်ပြီအဲ့တော့ကျမတို့ကဘယ်လိုခွဲခြားလိုက်မလဲဆိုရင် categories တွေခွဲတဲ့အခါမှာဒါကျမမှတ်တဲ့နည်းပေါ့နော်ဒါလေးကတော့ online မှာတွေ့တဲ့ picture ပါကျမဒါလေးကပြောရတာအဆင်ပြေလို့ online ကနေပြီးတော့ Google ကနေယူထားပါတယ်သူ shapes တွေနဲ့ပြောမှာလား shapes တွေ containers တွေနဲ့ပြောမှာလားဒါတော့ရှင်းတယ်အောက်မှာကြည့်လိုက် a bottle of milk a glass of water a jug of water a cup of tea a packet of tea တွေ့လား a jar of honey ဒါတွေကကျမတို့ဘာအနေနဲ့ပြောရလဲဆိုရင် containers အနေနဲ့ပြောတဲ့အခါမှာဒီလိုစလုံးတွေကိုသုံးတယ်နော်ပေါင်မုတ်တစ်လုံးလုံးဆိုရင် a loaf of bread လို့သုံးပေမဲ့ပေါင်မုတ်တစ်ချက်က a slice ဖြစ်သွားတယ်စက္ကူဘူးနဲ့ထည့်ထားတဲ့ဟာဆိုရင် a carton ဖြစ်သွားတယ်တန်ဘူးနဲ့ဆိုရင် can ဖြစ်သွားတယ် bottle ကတော့သိတယ်ပလင်းကိုပြောတာ a bowl of sugar နော်အလုံးပေါ့နော်ဥမာထမင်းလုံးလို့ပါလို့ဆိုကျမတို့က a plate နဲ့သုံးပေမဲ့သူတို့က a bowl နဲ့လည်းစားကြတာပဲနော်အသားတို့ဘာလို့ဆိုလဲကီလိုနဲ့သုံးတယ် a bar of soap a bar of chocolate နော်
chocolate တထောင်လုံးဆိုရင်ဘာလို့သုံးလဲဆက်ပြားတထောင်ဆက်ပြားတဒုံးဆိုလဲဘာလို့သုံးလဲချိုးလိုက်တယ်တကွက်ကလေးချိုးပြီးကျမတို့ဖဲ့စားရဲဆိုအဲ့ဒါ a piece of chocolate ဖြစ်သွားတယ် a piece of cheese နော်တဒုံးကိုခုနကတော့ a slice of cheese လို့လည်းပြောတယ်လို့ဒီမှာ a slice of lemon pie လို့လည်းပြောလို့ရတယ်လို့ a piece of lemon pie ဆိုလည်းမမှားပါဘူးဒါပေမဲ့ဒီမှာတော့သူ့ရဲ့ရွေးချယ်စရာ a piece of ကို a slice of ကိုရှိတော့ကျမဒါကို slice ရွေးလိုက်တာပေါ့နော်ဒါဆိုဒီမှာလဲသဘောပေါက်မယ်ထင်တယ်နော်ဒါဆိုဒါ a slice of cheese လို့ပြောလို့ရတယ်လို့ a piece of cheese လည်းရပါတယ်နောက်တစ်ခုကကျတော့ furniture ဆိုလဲကျမတို့ကရေတွက်လို့မရပါဘူးနော်ဒါကြောင့်မို့လို့ a piece of furniture အနေနဲ့သုံးပါတယ်ဆိုတော့အခုကျမပြောနေတဲ့အကြောင်းအရာကဒီ uncountable noun တွေကို shapes တွေနောက်တစ်ခါသူ့ကိုထည့်တဲ့ containers တွေပေါ့မူတည်ပြီးတော့ခွဲသွားတယ်ဆိုတာကိုမိတ်ဆွေနားလည်ပြီလို့ထင်ပါတယ်နောက်တစ်ခုကကျတော့ဗာလဲဆိုရင် abstract ideas ပေါ့ကျမတို့ဒီကင်တွယ်ထိတွေ့လို့မရတဲ့ဟာကို abstract လို့ခေါ်တာ哦เนาะဥပမာအကြံဆိုတာကင်တွယ်ထိတွေ့လို့မရအောင်ဆိုတော့ကျမတို့အဲ့ဒါကို a piece of advice เนาะသတင်းဆိုလဲလားတူပဲ a bit of news to a piece of news to a piece နဲ့သုံးလဲရတယ် a word of encouragement เนาะကျမတို့အားပေးစကားတစ်ခွန်းเนาะအဲ့ဒါမျိုးပြောတာပေါ့เนาะနောက်တစ်ခါ collection စီအနေနဲ့လည်းသုံးတယ်ဥပမာထားပါတော့ key ဆက်ရေးတွက်လို့ရတယ်တော့တစ်ချောင်းနှစ်ချောင်းသုံးချောင်းဟုတ်တယ်မလားဒါပေမဲ့ကျမတို့အဲ့ဒါကို collections အနေနဲ့ဟိုမှာတော့တွဲယူလာခဲ့ပါဆိုရင်အဲ့ဒါကို a bunch of keys နဲ့သုံးတယ်တူပဲကျမတို့ a bunch of flowers လည်းသုံးတာပဲနော် a bunch of တွဲလိုက် a set of instructions ကလည်းရေးတွက်လို့ရတယ်ဒါပေမဲ့ညွှန်ကြားချက်တွေလို့ပြောတဲ့အခါမှာ a set of instructions နဲ့သုံးတယ်ဆိုတော့ဘယ်နေရာက complicated ဖြစ်တာလဲဆိုအခုပြောရင်ရှင်းတယ်အခုကျမဒါတွေပြောနေအခုပြောရင်ရှင်းတယ်အေးစစ်စစ်ရတယ်အခုထိလည်းရတယ်နော်အခုထိလည်းရမယ်လို့မျှော်လင့်နေပေါ့နော်အဲ့တော့မိတ်ဆွေရဲ့ဗီဒီယိုခဏလေး pause လုပ်ကြည့်ပါ pause လုပ်ကြည့်ပြီးတော့အခုဒီ number 4ကိုရောဖြည့်ကြည့်ပါဦးအဲဆိုဒီမှာအာလူတွေထည့်ထားတယ်အာလူတအိတ်ဟလားနော်တန်ဘူးနဲ့လားတို့ခုနဒီစက်ကူဘူးနဲ့ဆိုရင်ဘယ်လိုလုပ်တလဲတို့နော်အဲ့ဒီဟာလေးတွေကိုတစ်ချက်ဖြည့်ကြည့်ပါဦးအခုထိကဘာမှအရန်ထူးကြတာမပါသေးပဲနဲ့အပေါ်မှာပြောထားတဲ့ထဲမှာဒီ containers shapes ပေါ်မူတည်ပြီးတော့ကျမတို့ကွဲသွားတဲ့ဟာဒီပါဟုတ်ပြီနော်ဗီဒီယိုခဏ pause လုပ်ပြီးတော့ဖြည့်ပေးပါဦးကျမတို့ YouTube comment box မှာဖြည့်ပေးနိုင်ပါတယ်ရှင်ကျေးဇူးပါအဲ့လိုလေးဖြည့်ပြီးတော့အဖြည့်လေးလှမ်းပြီးတော့ပို့ပေးတဲ့အခါကျရင်ကျမလည်းအားရှိတာပေါ့လို့ဆိုရင်ဟာဗီဒီယိုကကြည့်ကြရဲ့လားတကယ်ရောတက်သွားကြရဲ့လားကိုကတော့အာကျူမန်တက်တီပြောပြတာပေါ့နော်ဒါပေမဲ့တကယ်ရောအဆင်ပြေသွားရဲ့လားလေးလည်းသိချင်လို့ကျေးဇူးပြုပြီးတော့ comment မှာရေးခဲ့ပေးပါနော်ကျမတို့ဗီဒီယိုသွားနေတာမို့လို့အရင်မရှိခြင်းလို့ကျမတို့စတိုက်ဆက်သွားလိုက်မယ်number 1ဆိုရင်ဘာဖြစ်မလဲဆိုတော့ number 1က a bag of potatoes number 2ကဒါစက်ကူဘူးနဲ့ထည့်ထားတာပေါ့နော်ဆိုတော့ a carton of milk number 3ကဘာကိုထိုးထားတာလဲဒီမှာ number 3ကဒါဘာဖြစ်မလဲ a packet of crisps နော်အာလူကြော်တို့ဘာလို့မျိုးကျွတ်ဝါရတဲ့ဟာ a packet of crisps number 4ကa can of lemonade နော် can တန်ဘူးဟုတ်ပြီ number 5ဒီလိုမျိုး tuna တို့ဘာလို့ထားတဲ့ငါးတစ်တာတန်ဘူးလို့ဟာကိုကြတော့ a tin ဟုတ်ပြီနော် a tin of tuna number 6က a bar of chocolate okay number 7ကိုကြည့်အောင် number 7ကဒါအချင်းကြီး ketchup a bottle of ketchup ကျမတို့ burger တို့ဘာလို့ဆိုင် ketchup ဟုတ်တယ်မလား burger တွေ pizza တွေမှာဆို ketchup sauce ပေါ့နော် ketchup number 8ကကြတော့ a loaf of bread okay number 9က a tub of ice cream နော်ရေခဲမှုထည့်ထားတဲ့ဘူးကိုပြောတာပေါ့နော် a tub of ice cream number 10 a jar of honey ဆိုရင်ဒီထိမိတ်ဆွေကကုန်မှန်လာတယ်ဆိုရင် congratulations ပါမိတ်ဆွေကဒါကိုနားလည်နေပါတယ် uncountable ဖြစ်ပေမဲ့ shapes ပေါ်မူတည်ပြီးတော့ containers ပေါ်မူတည်ပြီးတော့ကျမတို့အမျိုးမျိုးခေါ်တယ်ဆိုတော့ခေါ်ဖို့နားလည်ပါတယ်ပေါ့နော်ပြဿနာကဘာလဲဆိုတော့ဒီထိကိုတော်တော်များများကအဆင်ပြေတယ် fish နဲ့ကျမတခုမေးကြည့်မယ်မိတ်ဆွေမကြည့်ဘဲနဲ့ဖြေကြည့်ပါ fish နဲ့ fishes နဲ့ဆိုရင်အဲ့ဒါဘာကွာလဲကျမလည်းလေစာသင်လူမျိုးအားရပါရပဲသွားကျင်တော့ဟိုလူမျိုးPowerPoint slide တွေပါတယ်နဲ့ကြိုတင်ပြင်ဆင်ထားတာထက်ကိုအတူတူအတန်းထဲမှာသင်ရတယ်လို့မျိုးပဲသွားကျင်တာမှုလို့ပါအဲ့ fish နဲ့ fishes နဲ့ဘာကွာသွားတယ်လဲကြည့်ကြည့်အောင်ဆိုတော့ fish နဲ့ fishes နဲ့ဘာကွာလဲဆို fish ကဒီလိုသုံးတယ်
ကျမတို့အမျိုးအစားတူတယ်ဆိုရင် one fish two fish ပဲ fishes လို့မသုံးဒါပေမဲ့အမျိုးအစားတွေမတူတော့ဘူးငါးမျိုးစားတွေမတူတော့ဘူးဆိုရင်တော့ fishes ဖြစ်သွားတယ်ဒီမှာဆိုငါးမျိုးစား species တူတဲ့အခါမှာ3 fish ပဲပြောပေမဲ့ဒီမှာဆိုရင် fishes လို့ပြောတာက different types ဖြစ်သွားတယ်ဟုတ်ပြီနော်အလားတူပဲအသီးကိုဆိုကျမတို့ဘယ်လိုပြောလဲဟုတ်တယ် fruit နဲ့ fruits လည်းအလားတူပဲကျမတို့ fruits က fruit fruits ကခုန fish လို့ပဲเนาะသူကအမျိုးအစားတူတယ်ဆို fruit ပဲပြောတယ်ဥပမာဒီကောင်ဆိုတာ one apple ဒီကောင်ဆို3 pineapples အနေနဲ့ပြောရင်တော့3 pineapples ပဲပြောပေမဲ့သူ့ကိုအစုဝေးရခေါ်တဲ့အခါမှာ fruit ပဲသုံးတယ်တကယ်လို့ကျမတို့က fruits သူက fruits တွေလက်ဆောင်လာပေးတယ်လို့ပြောရင်ကျမတို့နားလည်တာက different types of fruits အမျိုးမျိုးကိုနားလည်တာမိတ်ဆွေဖြည်းဖြည်းပြင်ကြည့်ပါဒီအထိအဆင်ပြေပါသလားတကယ်လို့မေးစရာ question ပေါ်လာတယ်ဆိုရင် comment မှာရေးခဲ့လို့ရပါတယ်ဒီထိရတယ်လို့ကျွန်မမျှော်လင့်ပါတယ်အဲ့တော့ဆက်သွားပါမယ်တကယ်လို့မေးစရာပေါ်လာတဲ့အခါမှာအာမနာတမ်းမေးလို့ရပါတယ်เนาะအဲ့တော့ဆွေးနွေးကြတဲ့အခါမှာအတန်းကတော့သင်ရတာ level မျိုးပေါ့เนาะဒီမှာတော့ကျွန်မအားလုံးတူလိုက်နိုင်အောင်လို့တူသွားပေးမယ် glass ရဲ့ glasses ရဲ့ဆိုရင်ဘာကွာသွားတယ်လဲ so glass ကဖန်ကိုပြောတာပေါ့ဟုတ်ပြီเนาะဥပမာ it is made of glass အဲ့ဒါဆိုရင် तू က glass က uncountableနော်ဒါဖန်နဲ့လှုပ်ထားတာဟဲ့ကွဲတတ်တယ်နော်ဒါဖန်နဲ့လှုပ်ထားတာအဲ့ဒါဆိုကျမတို့က glass က uncountable ဖြစ်ပြီးတော့ I'm wearing glasses မျက်မှန်တက်ထားတယ်လို့ပြောတဲ့ glasses ကတော့မျက်မှန်ကိုပြောတဲ့အခါမှာတော့အဲ့ဒါ countable noun ဖြစ်သွားပါတယ်ဟုတ်ပြီနော်လာတူပဲ wood တစ်တော်ကိုပြောတာမျိုးဆိုရင်နော်ဥမာထားပါတော့ a teak wood နော်ဆိုရင်ဒါကျွန်းတစ်တော်အနေနဲ့ပြောတာဆိုရင်ကျမတို့ကအရှိရအေးထည့်တယ်နော်ဒါပေမဲ့ဒါကတစ်သားနဲ့လှုပ်ထားတာလေးဆိုရင် it is made of wood ဆိုရင်တော့ကျမတို့ကအဲ့ဒီ wood က uncountable ဖြစ်သွားတယ်တောအုပ်အနေနဲ့ပြောတဲ့အခါမှာတော့ wood ဒါမှမဟုတ်ရင်နော်ဒါက countable noun အနေနဲ့သုံးတာပါတောအုပ်အနေနဲ့သုံးတာ countable noun ဒါဆိုရင်ကျမက I like going for a walk in the woods အဲ့ဒါဆိုရင်တောအုပ်ထဲမှာလမ်းလျှောက်ရတာကြိုက်တယ်လို့ပြောတာဟုတ်ပြီနော်ဒါပေမဲ့ it is made of wood ဒီလိုပြောရင်တော့တစ်သားနဲ့လှုပ်ထားတယ်ဆိုရင်တော့အဲ့ဒီ wood က uncountable ဖြစ်သွားပါတယ်ခုနအပေါ်မှာပြောခဲ့သလို it is made of glass နော်ဖန်နဲ့လှုပ်ထားတယ်ဆိုတဲ့သဘောကိုပြောတာမဟုတ်လို့ပါနော်အလားတူပဲကျမတို့ paper နော်ဒါတစ်ချောင်းချလိုက်မယ်နော်မြင်ရလားpaper ဆိုလဲကျမတို့ကရေးတွက်လို့ရတဲ့ paper လားမရတဲ့ paper လားဘာကွာဝမ်းမလဲဆိုတော့ paper ကဒီရေးတဲ့စာရွက်ဆိုရင် paper လို့ပြောတယ်နော် write it on the paper နော် write it on paper ဒါဆိုစာရွက်ပေါ်မှာချရေးပါလို့ပြောတာဥပမာ type မလုပ်နဲ့စာရွက်ပေါ်မှာချရေးပါလို့ပြောတာဟုတ်ပြီနော်အဲ့ဒါဆိုအဲ့ဒါကျမတို့က uncountable nouns ပါ countable nouns ဖြစ်တဲ့ papers ကကြတော့ you need to get ready your papers need to get ready ဥပမာနိုင်ငံခြားသွားတော့မယ်ဆိုရင်ကျမတို့ document တွေဖြစ်တဲ့ဒီ passport စီเนาะ ID စီဟလာเนาะဒါတွေကိုဆိုရင်ကျမတို့က papers လို့ခေါ်တယ်ဟုတ်ပြီเนาะနောက်ပြီးတော့ကျမတို့ newspapers ကလည်း s ထည့်တယ် countable အနေနဲ့သုံးတယ်အဲ့စာရွက်စာတမ်းဆိုတဲ့အဓိပ္ပာယ်မှာဆိုရင် paper မှာ s ထည့်တယ်စာရွက်စာတမ်းတွေပြင်ထားနော်ဟုတ်ပြီเนาะpapers တွေပြင်ထားနော်လို့ပြောတယ် s ထည့်တယ်ဆိုရင်ဒါစာရွက်စာတမ်းဖြစ်သွားတယ်ဒါဆိုရင်ခုနအပေါ်မှာပြောခဲ့တဲ့ works ရယ်ကွာတယ်လို့ပဲဆိုတာကိုနားလည်ပြီးထင်တယ်နော် work ကအလုပ်အနေနဲ့ပြောရင် uncountable နော် works လို့ပြောတယ်ဆိုရင်ဒါကart အနေနဲ့ပြောတယ်ဆိုရင် s ထည့်ပါတယ်ကျွန်မအပေါ်မှာခုနပြောခဲ့တယ်နိပြီးသွားလို့ရှိရင်ပြန်ပြီးတော့ဒါကိုအသေးစိတ်ပြောမယ်ဆိုတဲ့ဟာနော်ဟုတ်ပြီနော် okay အနုပညာလက်ရာအနေနဲ့ပြောတာပါဒါကဒါဆိုရင်မိတ်ဆွေရဒီထိနားလည်မယ်သဘောပေါက်မယ်လို့ထင်ပါတယ်
နောက်ပြီးတော့ဆက်ပြီးတော့ဆွေးနွေးကြည့်အောင်ကျမကခုနဒီအပေါ်ကပုံမှာပြခဲ့တယ်ဒီမှာ shapes တွေ containers တွေပေါ်မူတည်ပြီးတော့ဟလာနော် a cup of coffee တို့နော်ဘာတို့ပြောခဲ့တယ်ပေါ့နော် a carton of milk ဒီတစ်ခါ number 2ကိုသွားကြည့်အောင် number 2က abstract ideas ကျမတို့ဖမ်းဆုပ်လို့မရဘူးလက်နဲ့ဆုပ်ကင်လို့မရဘူးဆိုတဲ့ဟာကိုသုံးတယ်အဲ့ဒီမှာလေစာများများဖတ်လေကျမတို့လေ့ကျင့်ခန်းတွေများများလုပ်လေသို့မဟုတ်စာများများဖတ်လေကျမတို့မတူညီတဲ့ဟာတွေကိုတွေ့ရလိမ့်မယ်ဥပမာနော်ဒါကိုကျမ abstract versus specific လို့သွားလိုက်မယ်နော်အဲ့ abstract ကဥပမာထားပါတော့ experience နော်ဒါကျမတို့ writing ရေးတဲ့အခါမှာလာမိရဲ့ experience က s ထည့်ရမလားမထည့်ရဘူးလားတကယ်လို့ I have experience လို့ပြောရင်ကျမတို့ထည့်စရာမလိုဘူးဘာဖြစ်လို့လဲဆိုတော့အဲ့ဒါ uncountable အနေနဲ့သုံးတာ knowledge အနေနဲ့ပြောတာဒါနဲ့ပတ်သက်ပြီးတော့သိတယ်ဘ ഹു တုတရှိတယ်လုပ်ဖူးတယ်ဆိုတဲ့ဟာကိုပြောတာဆိုတဲ့အတွက်ကြောင့်သူက s ထည့်စရာမလိုဘူး abstract အနေနဲ့သုံးတာဒါပေမဲ့ဟုတ်ပြီနော် I have faced ဒါမှမဟုတ်လေ I have ပဲကျွန်မထားပါမယ်မပြောင်းပါဘူး I have many experiences ဒီလိုပြောလိုက်တယ်ဆိုရင်တော့ကျွန်မတို့ကဒါ specific events ကိုပြောတာမလေးရှိမှအဲ့လိုမျိုးခဏခဏကိုဖြစ်ဘူးတာနှစ်ခါသုံးခါဟလာနော် specific events ဒီလိုမျိုးလားခဏခဏကြုံမှုတာပေါ့ရှိမှသုံးခါလောက်ဖြစ်ဘူးတယ်လေးခါလောက်ဖြစ်ဘူးတယ်ခဏခဏဖြစ်ဘူးတယ် events အနေနဲ့သုံးတယ်ဆိုရင်ကျွန်မတို့က s ထည့်တယ် knowledge အနေနဲ့သုံးရင်တော့ s ထည့်စရာမလိုဘူးဟုတ်ပြီနော်အလားတူပဲ time ကိုပြောတယ်ဟလာ time ကိုပြောတယ်ဥမာI don't have time today ဒီနေ့တော့အချိန်မရဘူးအချိန်အနေနဲ့ပြောရင်ကျမတို့က time မှာ s မထည့်ဘူးဒါပေမဲ့ I have been there 3 times ကျမ3ချိန်ရောက်ဖူးတယ်အချိန်အနေနဲ့ပြောတဲ့အခါမှာ s ထည့်တယ် occurrence အနေနဲ့သုံးတဲ့အခါမှာတစ်ချိန်နှစ်ချိန်သုံးချိန်ပြောတဲ့အခါမှာ s ထည့်တယ်ဒါမှမဟုတ်ဇာတ်တွေနဲ့ပြောရဲပေါ့နော်2 times 3 times 4 times နှစ်ဆဈေးကနှစ်ဆတောင်တက်သွားတယ်ဆိုလဲဒါ2 times double ဖြစ်သွားတာ triple ဖြစ်သွားတာဒါမျိုးဆိုလဲသုံးတယ်နောက်တစ်ခုကဘာလဲဆို space လဲလားတူပဲဥပမာ there is no space လို့ပြောတယ်ဆိုရင်အဲ့ဒါဘာနဲ့တူတူပဲလဲဆို there is no room နဲ့တူတူပဲ room လဲလားတူပဲနော်ဆိုလိုတာနေရာမရှိဘူးလို့ပြောတာနေရာဟဲ့ဒီမှာထားစရာနေရာမရှိဘူးအဲ့တော့အဲ့ဒါမျိုးဆို there is no space ဟုတ်ပြီနော် there is no room နဲ့တူတူပဲနော်အဲ့ဒါ space နဲ့ room နဲ့တွဲပြီးပြောလိုက် there are spaces between the lines ဥပမာကျွန်မအခုရေးတယ်မလားဒီမှာကျွန်မ space တွေအများကြီးချလိုက်တယ်တွေ့လားဒီမှာ inter နှစ်ခါတောင်ခောက်ထားတယ်ဆိုဒီ line နဲ့ဒီ line နဲ့ကြားထဲမှာ inter နှစ် line စာကျွန်တော်တို့ space ရှိတာပေါ့အဲ့တော့ there are spaces between the lines ရမယ်နော်ဒါမှမဟုတ်ရင် there are 5 rooms in her house ဟလာသူ့အိမ်မှာအခန်း5ခန်းရှိတယ်အခန်းအနေနဲ့သုံးတယ်ဒီလိုမျိုးဂျားထဲမှာဒီ gaps အနေနဲ့သုံးတယ်ပေါ့နော်ဒီလိုပြောလိုက်တယ်ဆိုဒါ gaps ကိုပြောတာဒီမှာပြောထားတဲ့ space ကကြတော့ no area no room ဟုတ်ပြီနော် no room နေရာမရှိဘူးလို့ပြောတာ no room no area ကိုပြောတာဒါဆိုနားလည်မယ်ထင်တယ်နော် room တွေ space တွေမှာလည်း s ထည့်တယ်မထည့်ဘူးကကျမတို့အဓိပ္ပာယ်ကွာသွားပါတယ်နော်ပြီးရင်ထပ်ပြီးတော့စဉ်းစားစရာဘာလဲဆိုရင်အခုလောလောဆယ်မှာအခုကျမပြောတဲ့အထီကိုပြန်ပြီးတော့ summary ပြန်ပြီးတော့သွားကြည့်လို့ရတယ်ဘာလဲဆိုတော့ထိတွေ့ကင်တွယ်လို့ရလားမရဘူးလားဒါတွေကိုကျမတို့စဉ်းစားတယ်ဟုတ်တယ်နော်ပြီးတော့လက်နဲ့ကင်ပြီးတော့ရေးတွက်လို့မရဘူးပေါ့ဥပမာထားပါတော့စံစိဟလာစံစိတစ်စိဆိုရင်ကျမတို့ကa grain of rice လို့သုံးတယ် a grain of rice ဒါစံတစ်စိတကယ်လို့စံတစ်အိတ်ဆိုရင်တော့ a bag of rice လို့သုံးတယ်ဟုတ်ပြီနော်ရလား bag ဖြစ်သွားတယ်တွေ့လား container ပေါ်မူတည်ပြီးတော့ပြောင်းသွားတယ်ဟုတ်ပြီနော်နောက်ပြီးတော့ခုနပြောခဲ့တဲ့စိတ်အာယုံခံစားချက်တွေဟာမျိုးကိုလည်းပြောတဲ့အခါမှာဒီအာယုံကနေသိနေတဲ့ဟာမျိုးပေါ့နော် no space တို့ I don't have time တို့ဟလာ abstract noun တွေကိုပြောတဲ့အခါမှာလေကျမတို့က s ထည့်စရာမလိုဆိုတာကိုအပေါ်မှာပြောခဲ့တယ်ဒါဆိုရင်ဘာရှိသေးလဲပြောပြမယ်နော်ခေါင်းပေါ်ကစပင်ဟာလား I have brown hair ဒါဆိုကျမ s ထည့်မလားမထည့်ဘူးလားခေါင်းပေါ်ကစပင်မထည့်ဘူးနော် I have brown hair ဟလာခေါင်းပေါ်ကစပင်ကိုပြောရင်အဲ့ဒါ uncountable
ဒါပေမဲ့သပင်ကျွတ်ပြီးတော့ဟုတ်ပြီနော်နော် there is a hair in my soup ဟဲ့လားဒီမှာဟင်းညိုထဲမှာသပင်မွေးတမွေးပါလာတယ်ကျွတ်သွားပြီးသားသပင်ကိုဆိုရင်ကြတော့အဲ့ဒါ countable ဖြစ်သွားတယ်ဟုတ်ပြီနော်အဲ့တော့သပင်မွေးနှစ်မွေးပါလာတယ်လို့ပြောရင် there are 2 hairs in my soup ဖြစ်သွားမယ်ဟုတ်ပြီနော်အလားတူပဲကျမတို့ခုနအရေးတွေကိုပြောတယ် water မှာကျမတို့ရေမထည့်ဘူးs မထည့်ဘူးဟုတ်တယ်နော်ဒါပေမဲ့ကျမတို့ a glass of water ဟလာနော်ရေတစ်ခွက်လို့ပြောတယ်ရေတစ်ဖန်ခွက်လို့ပြောတယ်ဒါပေမဲ့ water မှာ s ထည့်လို့ရတာရှိတယ် water မှာ s ထည့်လိုက်တယ်ဆိုရင်ကျမတို့ကဘာဖြစ်သွားလဲဆိုတော့ရေပိုင်နဲ့ကိုပြောတာဟုတ်ပြီနော်ရေပိုင်နဲ့ဥပမာထားပါတော့ဒီရေပိုင်နဲ့ကဒါ Australian waters နော် Australia နိုင်ငံရဲ့ပိုင်နဲ့ထဲမှာရှိတယ်ဆိုလိုတာသမုဒ္ဒရာပိုင်းခြားတွေရှိတယ်လေဟုတ်တယ်မလားနော်အဲ့ဒါကိုဆိုရင် Australian waters နော်ရေပိုင်နဲ့နော်မြန်မာပြည်ရေပိုင်နဲ့ဆိုလေမြန်မာ waters လို့သုံးမှာပေါ့အဲ့တော့ sky ဆိုရင်ဒါကောင်းကင်ကတစ်ခုပဲရှိတာပဲဟာဟုတ်တယ်မလားနော်အကိုတို့အမတို့ဘက်ကကြည့်ရင်လည်းကောင်းကင်ကြီးကမော့ကြည့်လိုက်ရင်ကောင်းကင်ကတစ်ခုတည်းရှိတယ်တချင်းတွေတောင်ရှိသေးတယ်တမိုးအောက်ထဲမှာပဲလို့ပါဟုတ်တယ်မလားဒါပေမဲ့ sky ကို s ထည့်လိုက်တယ်ဆိုရင်skies ကကွာသွားတယ်ဥပမာထားပါတော့ the skies of Kalor ဟလားမလီ Kalor ရဲ့ကောင်းကင်ကြီးရလေဒါဆိုဒါနေရာတစ်ခုရဲ့ကောင်းကင်ကိုပြောတာ so the skies of Kalor အဲ့လိုသုံးတယ် sky မှာ s ထည့်တယ်အဲ့ဒါနေရာတစ်ခုရဲ့ကောင်းကင်ကိုပြောတာအလားတူပဲကျမတို့ people ကလူပဲ s ထည့်စရာမလိုများသွားပြီဒါပေမဲ့ people မှာ s ထည့်တယ်ဆိုရင်လူမျိုးကိုပြောတာမျိုးဟုတ်ပြီနော်လူမျိုးစုလူမျိုးကိုပြောတာဥပမာမြန်မာ people ဒီမှာဆိုကျမတို့ s ထည့်တယ်နော်ဟုတ်ပြီနော်အဲ့တော့ဆက်ပြီးတော့စဉ်းစားကြည့်မယ်ဟာအင်္ဂလိပ်စာရှုပ်လိုက်တာလို့မတွေးဘဲနဲ့သူ့ရဲ့ဘာသာစကားထဲမှာကျမတို့စီးမျောကြည့်မယ်ခုနကအလုပ်ကိုကျမတို့ work လို့သုံးတယ်နော် work က uncountable ဒါပေမဲ့ကျမတို့ job ကြတော့ countable ဟုတ်ပြီနော်ဥပမာ a job လို့ပြောတယ်ဟလာအလုပ်နှစ်ခုလုပ်တယ်ဆိုရင် two jobs လို့သုံးတယ်ခုန work ကို s ထည့်လိုက်ရင် works ဖြစ်သွားတယ်ဆိုရင်မတူတော့ဘူးเนาะအနုပညာလက်ရာဖြစ်သွားတယ်เนาะမတူဘူးเนาะကျွန်မပြန်ပြီးပြောတယ်เนาะခဏဒါရောထွေးတတ်တယ်မှားတတ်တာမှုလို့ကျွန်မဒီမှာတည်ချာလေးအခောက်ထက်ခါပြန်ပြီးပြောပါတယ်เนาะဟုတ်ပြီเนาะ okay ဟုတ်ပြီခုနက tea ပေါ့เนาะ tea ဆိုရင်ဒါရေတွက်လို့မရအောင်အဲကျွန်မတို့က a cup of tea လို့ပြောတယ်ဟဲ့လားဒါပေမဲ့လက်ဖေးဆိုင်မှာ 1 tea 2 tea လို့မှာတယ်လေမြန်မာလိုလဲဟုတ်လားအဲ့တော့အလားတူပဲဆိုင်မှာမှာမယ်ဆိုရင်နော်2 teas and a coffee လို့ပြောရင်ဒါလက်ဖေးနဲ့ခွဲနဲ့ coffee တစ်ခွက်ကိုမှာတယ်ဆိုတဲ့ဟာကို automatically understood ပဲဟုတ်ပြီနော် English တွေကိုယ်တိုင်ပြောတယ်နော်မယုံရင်ရုပ်ရှင်တွေဇာတ်လမ်းတွေ podcast တွေမှာကြည့်ပါဟုတ်ပြီနော်ဟုတ်ပြီပြီးတော့ဘာဒီရှိအောင်မလဲဆို money ဟုတ်တယ်နော် money က uncountable money အဆောင်နော်အတန် money uncountable ဟုတ်တယ်နော်ဒါပေမဲ့ coins ပတ်စံ coins တို့နော် notes တို့ပတ်စံအရွက်လိုက်ကြတော့ဒါက countable ဖြစ်သွားတယ် s ထည့်တယ်နော်နောက်တစ်ခါ bag တို့ဟလာ suitcase တို့နော်ပြောရင်းနဲ့ခေါင်းထဲပေါ်လာပြီ bag တွေ suitcase တွေက countable bags သုံးတယ် suitcases သုံးတယ်ဒါပေမဲ့ဘာကြတော့မသုံးလဲဆိုတော့ baggage တို့နော် luggage တို့ကြတော့ကျမတို့က uncountable ဖြစ်သွားတယ်သတိထားမယ်နော် essay တွေလာထက်တယ်နော် writing တွေလာထက်တဲ့အခါမှာ baggage တို့ luggage တို့မှာ s ထည့်ထားလို့ခဏ grammar မှာအမှားပေးနေရတယ်ဟုတ်ပြီနော် okay furniture ဟာရေးတွက်လို့မရပါဘူးနော် furniture လို့ပြောခြင်း a piece of furniture လို့သုံးပါတယ် a piece of furniture လို့သုံးပါတယ်ဒါပေမဲ့ကျမတို့ chairs တို့ tables တို့ကြတော့ AIRS chairs တို့ tables တို့ကြတော့တခါ countable ပြင်ဖြစ်သွားပါတယ်ဟုတ်ပြီနော် okay ပြီးတော့ရှိသေးတယ်ဥပမာကြက်သားကြက်အကောင်လိုက်ကိုဆိုရင် chicken လို့ခေါ်တယ်နော် she has 4 chickens သူ့မှာကြက်ကလေး4ကောင်ရှိတယ်နော်သူကကြက်သားဟင်းနဲ့ထမင်းစားတယ်ဆိုရင်တော့ she has chicken for dinner အဲ့ဒီကြက်သားဟင်းကြတော့ကျမတို့ uncountable ဖြစ်သွားပါတယ်
ဟင်းအနေနဲ့သုံးလို့ပါဟုတ်ပြီနော်ဆိုတော့ဒါလေးတွေကကျမတို့ကိုကောင်းစားစေတဲ့ဟာလေးတွေပေါ့ဆိုတော့ကျမဒီဗီဒီယိုမှာတည်တည်ချာချာဒါတွေကိုပြောပြထားပါတယ်နော်ကျမတို့ level နည်းနည်းမြင့်လာတဲ့အခါကျရင် B2 C1 level လောက်ရောက်တဲ့အခါကျရင်တခြားအတွဲအဆက်တွေလည်းတွေ့ရလိမ့်မယ်ဥပမာထားပါတော့လျှက်စီးလက်တယ်လျှက်စီးလက်တာကိုကျမတို့ lightning လို့ခေါ်တယ်ဟုတ်ပြီနော်အဲ့မှာလျှက်စီးဖြတ်ခနဲ့လျှက်စီးလက်သွားတယ်လို့ဘာလို့မြန်မာလိုပြောတယ်မလားအဲ့ဒါဆိုကျမတို့ a bolt of ဒါမှမဟုတ် a flash of lightning လို့ခေါ်တယ်နော်ဆိုတော့ဒါမျိုးလေးတွေဆိုလဲကျမတို့ကတွဲပြီးတော့မှတ်ထားရမယ်ဟာမှာဟုတ်ပြီနော် okay ရမလားနော်ပြီးတော့ကံကောင်းထောက်မစွာနဲ့ပဲဟာလားနော်ကျမတို့အဲ့လိုလဲသုံးတယ်ကံက luck ဟာလား luckily လို့သုံးလဲရတာပဲဒါပေမဲ့ကျမတို့ IS မှာပဲဖြစ်ဖြစ် FCE တွေ CE level တွေမှာပဲဖြစ်ဖြစ်ကျမတို့အမှတ်ပိုကောင်းနေတဲ့အခါမှာ luckily တို့ fortunately တို့ပြောမဲ့အစားကျမတို့စလုံးတွေကိုကိုသိပါတယ်ပြောတတ်ပါတယ်ဆိုတဲ့ဟာမျိုးကိုမြန်မာလူဆိုလဲကံကောင်းလို့ညှက်ထားမိတယ်လို့ပြောတယ်ပေါ့ကံကောင်းလို့ပြောတယ်လို့ကျမတို့မြန်မာစာမှာလည်းပဲမြန်မာစကားမှာလည်းကံကောင်းထောက်မှစွာနဲ့ပဲယထားမိသွားပါတယ်ကံကောင်းထောက်မှစွာဆိုတာဒါကံကောင်းလို့နဲ့အတိတ်ပဲတူတူပဲလားနော်အဲ့ဒါမျိုးဆိုကျမတို့က by a stroke of luck လို့သုံးတယ်နော် by a stroke of luck နော်ရမလားရှင်ဒီလိုဟာလေးတွေကတော့ကျမတို့ level မြင့်လာတဲ့အခါမှာတဖြည်းဖြည်းနဲ့တွေ့လာရမယ့်စလုံးလေးတွေပေါ့နော်ဆိုတော့ဒါမျိုးလေးတွေကိုလည်းတစ်ချက်လောက်ကြည့်ထားမယ်နောက်ပြီးတော့ကိုကဝိထုတွေဖတ်မယ်ကြပြတွေဖတ်မယ်ရုပ်ရှင်တွေကြည့်မယ်ကြည့်တဲ့အခါကျရင်ဒီတိုင်းသတိလက်လွတ်မဟုတ်ဘဲနဲ့အခုလိုမျိုးလေးတွဲပြီးတော့မှတ်မယ်မသိလို့ရှင်လဲလာမေးလို့ရပါတယ်ပြီးရင်သိသွားပြီဆိုလဲသေချာလေးမှတ်ထားပြီးတော့ကိုနောက်တစ်ချိန်ကျရင်ပြန်သုံးတဲ့အခါမှာတဖြည်းဖြည်းနဲ့ရလာပါလိမ့်မယ်နော် okay ဆိုရင်တော့ဒီဗီဒီယိုမှာကျွန်မပြောပြခြင်းတဲ့ uncountable nouns တွေအကြောင်းရယ်နောက်တစ်ခါဒီရှုပ်ထွေးလာတဲ့ဥမာ work လား works လားနော် water လား waters လားဒါတွေကိုအသေးစိတ်တည်တည်ချာချာပြောခဲ့ပြီးဖြစ်ပါတယ်မိတ်ဆွေကဘာတွေများမှတ်မိသွားသလဲဘာတွေများရသွားသလဲဆိုတာကို comment မှာ summary အနေနဲ့ရေးခဲ့လို့လည်းရပါတယ်နောက်ပြီးတော့ဒီဗီဒီယိုကြည့်ဖို့လိုအပ်နေတဲ့ထင်တဲ့အခြားတကယ်ချင်းမိတ်ဆွေတွေကိုလည်း sharing လုပ်ပေးပါအောင်ရှင်အဲ့တော့ကျမတို့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါမယ် bye bye thank you